အားလုံးပဲကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ရဲ့သင်တန်းလေးကိုစိတ်ဝင်စားနဲ့ခုချိန်ထိတက်တက်ကြွကြွလေ့လာနေခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုင်းတာတစ်ခုထိလည်းပဲတည်တိုက်တာအားလုံးကိုကောင်းကောင်းမွန်မွန်နဲ့လေ့လာခဲ့နိုင်ခဲ့ကြလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်တကယ်လို့ကိုကထပ်ပြန်ကြည့်နေတာဗီဒီယိုလေးတွေရှိလို့ရှင်လည်းပဲပြန်ကြည့်လို့ရတယ်စာလေးတွေလည်းကျွန်တော်တို့ပြန်ပြီးတော့ဖတ်လို့ရပါတယ်အဲ့တော့အခုကတော့တင်နန်းကအဆုံးသက်ကာလကိုရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တင်နန်းကိုအနှစ်ချုပ်ရမယ်အချိန်ဖြစ်ပါတယ်တင်နန်းနှိမ့်ချုပ်အနေနဲ့ကျွန်တော်တို့မျှဝေလိုတာကတော့မိခင်တို့နဲ့ပတ်သက်လို့မွေးစားကနေ6လအထိမိခင်တို့တမျိုးတွေပဲတိုက်ပါအဲ့ဒီနောက်မိခင်တို့ကိုအနည်းဆုံးအသက်2နှစ်အထိဆက်ပြီးတော့တိုက်ကြွေးပါဖြစ်စွစာနဲ့ပတ်သက်လို့ကတော့ကလေးအသက်6လပြည့်လို့ရှိရင်ဖြစ်စွစာစကြွေးပါအသက်ကြီးလာတာနဲ့အမျှအစာပမာဏအကျဉ်းနဲ့အစာအပြော့မှာကိုတဖြည်းဖြည်းတိုးမြင့်ပေးပါအာဟာရနဲ့ပတ်သက်လို့ကတော့ကလေးရဲ့အဓိကလိုအပ်ချက်ဒီကိုပြည့်မီဖို့အတွက်အာဟာရနဲ့ကျွဲဝတဲ့အစာအုပ်စုစုံလင်တဲ့ကြယ်လေးပွင့်အစားအစာနဲ့ကိုက်ညီအောင်ကြွေးပါတန်တက်ဗီတာမင် A ငါးအသားအထူးသဖြင့်ကြက်သားတို့ကိုနေ့စဉ်ကြွေးပေးပါဘလို့ကျွေးမွေးရမလဲဆိုတဲ့ကျွေးမွေးမှုပုံစံနဲ့ဆိုလို့ရှိရင်ကတော့ကလေးတွေကိုမိမိဘသာစူးစမ်းစားတောက်နိုင်အောင်ဇွန်လက်ချောင်းတွေနဲ့စားတတ်အောင်အားပေးပေးပါတကွေးတန်ရှင်းမှုနဲ့လက်တန်ရှင်းမှုကိုအမြဲဂရုစိုက်ပေးပါနောက်ဆုံးချက်ကတော့ဖျားနာနေတဲ့အချိန်ဒီမှာဆိုလို့ရှိရင်အစားအစာကိုမကန့်သက်ပါနဲ့နိုးတိုက်ကြွေးတာကိုမကန့်သက်ပါနဲ့ရည်နဲ့မိခင်တို့ကိုပို့တိုက်ပြီးတော့နီးပြန်ကောင်းလာတဲ့အခါမှာဆိုလို့ရှိရင်ပုံမှန်တဲ့ပို့ပြီးတော့ကြွေးပေးပါအဲ့တော့ကျွန်တော်တို့ရဲ့တင်နန်းလေးကဒီမှာကျွန်တော်တို့အဆုံးသတ်ပြီးဖြစ်ပါတယ်တင်နန်းလေးကိုအစအနေအဆုံးအထိတည်တည်ချာချာပါဝင်ပြီးတော့သင်ယူခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီတို့မိသားစုလေးကမိမိတွေဖေဖေတွေမိဘတွေမိသားစုဝင်တွေအနေနဲ့အာဟာရနဲ့ကျန်းမာရေးနဲ့ပတ်သက်လို့စုံတရားအကူအညီလိုအပ်တာရှိလို့ရှိရင်ကျွန်တော်တို့အကူအညီပေးနိုင်အောင်အမြဲတမ်းရှိနေပါတယ်ကျွန်တော်တို့ကိုFacebook မှာဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ Facebook မှာဒုမိသားစုလေးဆိုပြီးတော့စာရိုက်ပြီးရှာလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒုမိသားစုလေး page ကိုတွေ့ရပါလိမ့်မယ်နောက်ကျွန်တော် internet မှာလည်းပဲ www.domitazuli.com ဆိုပြီးတော့ရှာလိုက်လို့ရှိရင်ကျွန်တော်ရဲ့ website ကိုတွေ့ပြီးတော့ကျွန်တော် website မှာဆိုလို့ရှိရင်စုံလင်တဲ့အာဟာရဘူတုတာတွေအများကြီးကျွန်တော်တို့တင်ပေးထားတာရှိရဲအဲ့ဒီမှာကျွန်တော်တို့အခမဲ့လေ့လာလို့ရတယ်နောက်ကျွန်တော်တို့ဒီမျိုးသင်တန်းလေးတွေလည်းပဲကျွန်တော်တို့ website ကနေပြီးတော့ဆက်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်နောက်ကျွန်တော်တို့ YouTube မှာလည်းဒုမိသားစုတွေလိုရိုက်ပြီးတော့ရှာလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုတွေ့နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်းပဲ subscribe လုပ်ထားပြီးတော့အဲ့ဒီမှာဒီတင်ပေးတဲ့ video လေးတွေကိုလေ့လာခြင်းအပြင်ဘူတုတာတွေရှာမိလို့ရနိုင်ပါတယ်ကျွန်တော်တို့ကိုအချိန်မီဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ဘက်ကအမြဲတမ်းကူညီဖို့အတွက်အစဉ်သင့်ရှိနေတယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့ကျွန်တော်တို့တင်နန်းလေးကိုညီကုန်းချုပ်အပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မိသားစုတွေအားလုံးအာဟာရပြည့်ဝပြီးတော့ကျန်းမာပျော်ရွှင်တဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါရခင်ဗျာ